ဂုံတရေရှိလာတဲ့မော်တက်တင်ကျောင်းကြီးတစ်ခုမှာနောက်ဆုံးပိတ်ဆောင်မေးပွဲတွေကျင်းပတဲ့အခါကျောင်းသားတွေဟာသူတို့ရဲ့ရုပ်သွင်းကိုမော်တက်နဲ့ပြောင်းလဲပြီးမတမာတဲ့နည်းနဲ့ဆောင်မေးပွဲဖြေဆိုတာတွေများလာခဲ့ပါတယ်။ဒါကိုတားဆီးဖို့အတွက်ဆရာကြီးတဦးကအမှန်တရားကိုဖော်ထုတ်ပေးနိုင်တဲ့မှန်မှန်ချက်ကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ပထမဦးဆုံးအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့မိမပြိုလေးတစ်ယောက်ကဒီမှန်ကြီးကိုဂရုမစိုက်တဲ့ပုံစံနဲ့ရှေ့ကိုတိုးထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူမမှန်ချက်ရှေ့ကိုရောက်သွားတဲ့အချိန်မှာတော့သူမဖန်တီးထားတဲ့မော်လှတရားတွေဟာအစိတ်စိတ်အမွှားမွှားပျက်စီးသွားပြီးသူမရဲ့ရုပ်သွင်းအစစ်အမှန်ဖြစ်တဲ့အသက်ကြီးကြီးဝါဝလင်လင်မျိုးသမီးကြီးတဦးအဖြစ်လူတိုင်းရှေ့မှာပေါ်သွားပါတော့တယ်။ကြည့်နေတဲ့သူအားလုံးလည်းအံ့ဩတုန်လှုပ်သွားကြတာပေါ့။အဲဒီနောက်မှာတော့အရက်ရှည်ရှည်ခန့်ခန့်ညာညာလူငယ်တယောက်ထွက်လာပြန်ပါတယ်။သူမှန်ချက်ကိုဖျက်လိုက်တဲ့အခါမှာတော့သူ့ရဲ့အရက်ကချက်ချင်းဆိုသလိုပုံဝင်သွားခဲ့ပါတယ်။အစပိုင်းမှာကျောင်းသားတွေကကြောက်ရွံ့နေကြပေမဲ့နောက်ပိုင်းမှာတော့ဒါဟာဖျော်ဖြေပွဲတစ်ခုလိုဖြစ်လာခဲ့ပါတယ်။အဲဒီလူအုပ်ထဲမှာတော့အတန်းဖော်ရဲ့အလှတရားကိုမနာလိုဖြစ်နေတဲ့ကျောင်းသူတယောက်ရှိနေပြီးသူမကအရန်လှပတဲ့ကျောင်းသူလေးတယောက်ကိုမှန်ချက်ထဲဖျက်လျှောက်ဖို့တမင်သက်သက်ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးရဲ့အကြည့်တွေကအဲဒီမိမပြိုလေးစီရောက်သွားချိန်မှာတော့သူမဟာကြောက်ရှင်းစွာနဲ့မှန်ချက်ကြီးကိုဖျက်လျှောက်သွားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကသူမရဲ့ရုပ်ရည်ဟာဘာမှပြောင်းလဲမသွားပဲအရင်တိုင်းပဲလှပနေခဲ့တာပါ။သူမရဲ့အလှတရားဟာမော်တက်နဲ့ဖန်တီးထားတာမဟုတ်ပဲတကယ်စစ်အမှန်ဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ကျောင်းသားတွေဆရာတွေနဲ့မနာလိုဖြစ်နေတဲ့ကျောင်းသူလေးပါအံ့အားသင့်ပြီးမင်တက်ကြံရစ်ခဲ့ပါတော့တယ်ဗျာ။